ဒါကတော့ကမ္ဘာထိန်းတန်းအစားအစာတစ်မျိုးပဲဖြစ်ပါတယ်။တစ်ဂရမ်ကို$496ကုန်ကျပါတယ်။ကမ္ဘာအချမ်းသာဆုံးစာရင်းဝင်ပုဂ္ဂိုလ်များကတော့အသေးအတန်မှာယူဆသုံးကြပါတယ်။နင်းဟာဂျယ်လီလိုပြောဤကတင့်ပါဇက်ထဲရောက်တာနဲ့ချက်ချင်းပျော်ဝင်သွားမှာဖြစ်ပါတယ်။ဒါပေမဲ့လူတော်တော်များများကတော့ဒါကိုသိမသိကြပါဘူး။ဘာလို့လဲဆိုတော့တာမန်လူတွေမစားသုံးနိုင်ကြလို့ပါပဲ။ဒါကတော့တူနာငါးရဲ့ရိုးရင်းချင်စီပဲဖြစ်ပါတယ်။တူနာငါးကြီးကြီးတွေမှာသာရရှိတဲ့ရှားပါပစ္စည်းပဲဖြစ်ပါတယ်။ပေါင်200-300အထိအလေးချိန်ရှိတဲ့တူနာငါးကြီးတွေမှာတော့ရိုးရင်းချင်စီလက်ချောင်းပမာဏလောက်သာရရှိကြပါတယ်။အယိုးထဲမှာကိန်းရောက်နေတဲ့ရိုးရင်းချင်စီကိုခဲရခဲစစ်ယူကြရပါတယ်။ခရစ်စတယ်လိုကြည်လင်ပြီးပိုးသားလိုနူးညံ့ကတောက်ပနေပါတယ်။နင်းဟာရှားပါပစ္စည်းဖြစ်တာကြောင့်တန်ဖိုးမြင့်မားယုံသားမကပင်လယ်နက်ထဲကရရှိတဲ့အာဟာရတန်ဖိုးမြင့်မားတဲ့အရာတစ်ခုလည်းဖြစ်ပါတယ်။ကော်လာဂျင်ဓာတ်နဲ့လူခန္ဓာကိုအကျိုးပြုအဆီဓာတ်များစွာပါဝင်နေပါတယ်။တာမန်ငါးစီတွေနဲ့မတူဘဲပိုပေါ်ပါနူးညံ့ကောင်းမွန်လှပါတယ်။ကင်ကြည့်လိုက်ရင်ဂျယ်လီလိုပဲတုံဤနေပါတယ်။အလင်းရောင်ထဲမှာကြည့်လိုက်ရင်အတွင်းကအလွှာလေးတွေကိုတောင်းမြင်နိုင်ပါတယ်။အပူပေးလိုက်တဲ့အခါတာမန်ငါးတွေလိုမှမသွားပဲပူပြော့ပြောင်းကထောပတ်လိုပျော်ဝင်သွားပါတယ်။ငါးညီနှံ့မရပဲတူနာငါးရဲ့ငွေပြက်နဲ့ရနံ့နဲ့အလွန်ပြည့်စုံလှပါတယ်။ဒါဟာကမ္ဘာထိပ်တန်းစားတောက်ဆိုင်ကြီးများရဲ့လျှို့ဝှက်မီနူးတစ်ခုလည်းဖြစ်ပါတယ်။